မဲလင်းစကိုင်မှာဆိုကျွန်တော်ညာလက်ကိုဒီရုပ်တာလေးခက်ကူးကူးလေးနော်ဒါဒီလိုလေးကုတ်တာလက်မှာဒါလေးဖိကြတယ်နော်အဲ့တော့အရင်ဆုံးလက်တကြွယ်နဲ့သုံးကျိုးရတယ်စနော်သုံးကျိုးလက်တကြွယ်ထောက်ဒီလိုမထောက်ဘူးဒီလိုလည်းမထောက်ဘူးလက်တကြွယ်ထောက်နော်ထောက်ပြီးတော့5ကျိုး3ကျိုးဇုံဆွဲမယ်နော်လက်တကြွယ်ထောက်မယ်5ကျိုးနဲ့3ကျိုးနဲ့3ကျိုးဒီမှာထောက်မယ်လက်တကြွယ်ထောက်တာမယ်နော်လက်ညှိုးမထောက်ဘူးလက်ကလေးမထောက်ဘူးလက်တကြွယ်ပဲထောက်မယ်ပြီးရင်5ကျိုးနဲ့3ကျိုးနဲ့ညီအောင်ဆွဲမယ်ဒီအတန်နဲ့ဒီအတန်နဲ့ညီရမယ်နော်ဇုံဆွဲမယ်နော်မညီဘူးဆိုရင်ညီအောင်လုပ်မယ်ဒီကောင်ဖိတာနော်ဟုတ်ရပြီဆိုရင်နောက်တစ်ခွက်သွားမယ်4ကျိုး2ကျိုးစုံဒါလည်းဒီလိုပဲ2ကျိုးရဲ့4ကျိုးအတိုင်ညီရမယ်နော်ဒါလည်း5ကျိုး3ကျိုးထောက်ထားတဲ့တန်ညီရမယ်လက်မလည်းညီရမယ်လက်ညှိုးလည်းညီရမယ်ပြီးရင်4ကျိုး2ကျိုးစုံပြီးရင်4ကျိုး2ကျိုးဒီဓာတ်ဒီမှာအကွက်လေးရှိတယ်ပြီးရင်ဒီတစ်ပေါက်တိုးလိုက်နော်အဲ့တော့ဒါလည်း4ကျိုး2ကျိုး4ကျိုး2ကျိုးအဲ့ဒါကိုဇုံဖိမယ်ဖိပြီးတော့ဒီကလည်းဇုံတီးမယ်နော်ဒါလည်းအဲ့လိုမဖြစ်အောင်အဲ့လိုလည်းမဖြစ်အောင်ဖိထားရမယ်အဲ့တော့3ခွက်ရပြီပရမတ်တေပြီးသွားရင်တိတ်ထားတဲ့ဖိထားတဲ့လက်ကိုရှေ့ကိုတစ်ပါးလေးတိုးလိုက်ဒါလည်းခတ်တာတော့ဇုံမဲ့ခတ်မှာနော်အဲ့တော့4ခွက်ပြသွားပြီ3ကျိုး1ကျိုးစုံ3ကျိုးလဲ1ကျိုးနဲ့ညီရမယ်ပြီးရင်ဒီတစ်ပါးရဲ့ဒီမှာပဲเนาะဒီမှာတချို့အဖြူလေးတွေရှိတယ်เนาะအဖြူလေးနဲ့တွက်တည်ပဲဒါလည်းညီရမယ်เนาะပြီးရင်တစ်ပါးကြော်လိုက်ဒီအပေါင်းမတီးဘူးဒီကိုကြော်လိုက်စုံပဲ3ကျိုး1ကျိုးမညီဘူးဆိုရင်ကျင့်ပြီးသွားရင်ဒီအဖြူလေးကိုနှိပ်လိုက်เนาะအဲ့တော့ပြန်ပြမယ်ဘာလဲဆိုတော့ဒီလက်ခတ်ကိုကျင့်တာเนาะဒီလက်ကွက်ကဒီဟာကြတော့လက်တကြွထောက်ရမယ်ဒါကတော့တိတ်ပြဿနာမရှိသေးဘူးလောလောဆယ်ဒီခတ်တဲ့လက်ကြမှာเนาะခတ်တဲ့လက်ကျွမ်းကျင်သွားတယ်ဒီခတ်တဲ့လက်ပဲခတ်တာအဲ့တော့ပြန်ပြမယ်ဘာလဲဆိုတော့နော်ဒါတူမိပါတီးလိုက်ရပြီဆိုရင်အဲ့ရပဲပြန်စမယ်ဒါစောစောတီးတဲ့အကွက်တိုင်းပဲပြန်တက်မယ်နော်စောစောတီးအဲ့တော့ပြန်တီးပြမယ် so
စောအဲ့တော့ဘယ်လိုကျင့်ရမလဲဆိုတော့ဒါတော့ကြပြီအဲ့တော့ကျွန်တော်တို့တိုင်မင်လေးနဲ့ထုတ်မယ်နော်အဲ့ဒါဆိုတိုင်မင်ကဒီလိုသွားပြီကြောက်နော်ဒါဒီလိုသွားနေနော်ဟောတိုင်မင်နော်အဲ့ဒါလေးကိုတိုင်မင်လေးဝင်အောင်ပြီးမယ်နော်အဲ့မှာဒီဥစ္စာရောအဲ့လိုမဟုတ်ဘူးတခုပြီးတော့မှတခုရွှေ့တော့မှတခုပြီးရွှေ့ကန်ကြီးကြမှာဒါဖိကြတယ်ရွှေ့ကန်ကြီးတော့မှဒါလေးဖွာတယ်နော်ရွှေ့ကန်ကြီးတော့မှဖိကြတဲ့ဥစ္စာကိုလွတ်တာတော့ခါလဲအဲ့လိုမဟုတ်ဘူးเนาะဒါပြရတယ်ဒါပြရတယ်အဲ့တော့ဒါလွတ်တဲ့ကျိုးပြရတယ်ဒီကိုရောက်တော့မှဒီကအတန်အဲ့တော့ဒီအတန်ဆိုရင်ကျွန်တော်မရဘူးเนาะမဟုတ်နော်သူကဖိတာရွှေကန်လီမဒီဘက်ကိုရွှေကန်လီမလွတ်ကြွပြီးတော့နောက်တစ်ခုပြောင်းကန်လီမအဲ့တော့တိုင်မင်နဲ့ဆိုလဲအဲ့လိုပဲနော်အဲ့ဒါကဘယ်လောက်ထိကြည့်ရမလဲဆိုတော့ခုတာဆိုရင်ဖြည်းဖြည်းချင်းဟိုပါစောစောဆိုရင်ဟိုဖြည်းဖြည်းချင်းပေါ့ဘယ်မှာအဲ့လိုအတန်တွဲတက်ရက်လေးထွက်လာပြီးညီလာပြီးလက်ညှိုးလက်မလက်ခတ်လာညီလာပြီးတော့နည်းနည်းလေးမြင်မယ်နော်အဲ့ဆိုတော့နည်းနည်းလေးမြင်မယ်နော်အဲ့တော့ဒီတိုင်းမျိုးလဲကိုယ့်ဘက်ကိုအမှတ်သားလေးနဲ့6လောက်လေးနဲ့ပဲဖြစ်ဖြစ်တစ်ခုခုနဲ့ပဲဖြစ်ဖြစ်ကိုအမှတ်သားလေးနဲ့ကိုကတောက်ဆိုတာနဲ့ကျွမ်းကျင်သွားတော့တဖြည်းဖြည်းနဲ့5ကျ3ကျဒါပါပဲဒီလက်ညှိုးလက်မလေးကျင်ကန်အဲ့ဒါလဲမိမိကျွမ်းရင်ကျွမ်းသလိုတိုင်မင်ကိုထိုးလို့ရတယ်နော်
မှာနော်ဒါတိုင်ပင်ဒီလောက်မြန်လာပြီနော်